သူတဲ့ကောင်းတဲ့ချမ်းသာဘာတော့ဆိုရင်အဲ့ဒီကွက်လက်ကြီးနဲ့အလုံးလုံးနေတဲ့စိတ်ကလေးကိုပြန်ပြီးတော့ရှုကွက်လက်ကြီးကိုမရှုတော့ဘဲနဲ့ကွက်လက်ကြီးကိုတိနေတဲ့စိတ်ကလေးကိုပြန်ရှုလိုက်တဲ့အခါကျတော့ကွက်လက်ကြီးကိုလည်းကြော်တက်သွားပြီးတော့ဒီအသိစိတ်ကလေးနဲ့ဆက်ကရပ်တည်လိုက်တဲ့အခါဒါကပို့ပြီးတော့ချမ်းသာသွားပြန်တယ်ဝိညာဉ်နိစ္စယရဏဆံလို့ခေါ်တယ်တခါတည်းချမ်းသာဆုံးလားဆိုမဟုတ်ဘူးသူ့ရဲ့ချမ်းသာတာရှိသေးတယ်တဲ့ဘာလဲလို့ဆိုရင်အေးခုနတုန်းကကွက်လက်ကြီးဆိုတာလည်းမရှိတော့ဘူးနော်အသိစိတ်လေးဆိုတာလည်းကွက်လက်ကြီးပေါ်မှာအာယုံပြုတ်နေတဲ့အသိစိတ်ကလေးဆိုတာလည်းမရှိတော့ဘူးမရှိတာကိုအာယုံပြုတ်လိုက်တယ်ဘာမှမရှိတော့ဘူးဆိုသူ့စိတ်တဲ့အာယုံထဲမှာဘာမှကိုမကြံတော့ဘာမှမကြံတဲ့အာယုံပေါ်မှာစိတ်ကလေးတစ်ခုရပ်တည်နိုင်တယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဘာမှမရှိတဲ့အပေါ်မှာစိတ်ကိုရပ်တည်ထားအောင်ကြိုးစားလိုက်တာအဲ့ဒါကြတော့အကိဉ္စညာယတနာဇံလို့ခေါ်တယ်ဖရာအလောင်းတောထွက်တုန်းကနီးယူပြီးတော့ကျင့်တဲ့ကအဲ့ဒီအကိဉ္စညာယတနာအဆင့်ကိုဘယ်သူရတော့ဆိုအာလာရကာလမဆိုရယတိကြီးကရောက်တယ်အဲ့ဒီတမာရီစွမ်းအာလာရကာလမဆိုရယတိကြီးကရခဲ့တယ်အဲ့ဒီနီးစနစ်တွေအတိုင်းကျင့်လိုက်တာအဲ့ဒီအဆင့်ရောက်သွားဖရာအလောင်းကလည်းအဲ့ဒီနီးစနစ်ကိုယူပြီးတော့ကျင့်တော့သူလည်းအောင်မြင်ပေါက်ရောက်သွားတယ်အေးအောင်မြင်ပေါက်ရောက်ဖို့အတွက်ဘာလိုအပ်တယ်လဲဆိုရင်နံပါတ်1တတ္ထာယုံကြည်ချက်ရှိရမယ်နံပါတ်2ကြိုးပမ်းအားထုတ်မှုဝိရိယရှိရမယ်နံပါတ်4နံပါတ်3အသိပညာရှိရမယ်ဟောတတ္ထာရဲ့ဝိရိယရဲ့ပညာရဲ့အဲ့ဒီ3ခုနဲ့စွမ်းဆောင်လိုက်မယ်ဆိုလို့ရှိရင်ဒီအဆင့်တွေရောက်သွားတယ်လို့ဒီလိုပြောကဲဒါဖြင့်အဲ့ဒီအဆင့်ဟာအကောင်းဆုံးချမ်းသာလားလို့ဆိုမဟုတ်ဘူးတဲ့အဲ့ဒီတဲ့ချမ်းသာတာတစ်ခုရှိသေးတယ်အဲ့ဒီတဲ့ချမ်းသာတာကြတော့ဘာတော့လို့ဆိုလို့ရှိရင်ခုနကအသိစိတ်ကလေးတွေဟာဘာမှမရှိတာတွေနဲ့ယက်တည်နေတဲ့အသိစိတ်လေးကိုထပ်လျှော့ချပလိုက်တာအသိစိတ်ရှိတယ်လို့လည်းပြောလို့မရဘူးမရှိတော့ဘူးလို့လည်းပြောလို့မရတဲ့အဆင့်မျိုးတဲ့ဟုတ်လားဘယ်လိုပြောရမလို့ဆိုလို့ရှိရင်ရှိလည်းမရှိဘူးလည်းမဟုတ်ဘူးလို့ပြောတဲ့စကားပဲဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ဟိုအိမ်ရှင်မတွေစီပလင်းကိုကြည့်လိုက်တဲ့အခါကျတော့စီကလေးတစ်စက်နှစ်စက်ကြာရင်ဘယ်လိုပြောတော့ဟဲ့စီကုန်းနေပြီစီမရှိတော့ဘူးလို့မပြောဘူးလားပြောတယ်ဒါပေမဲ့သွားကြည့်လိုက်ရင်အဲ့ဒီပလင်းစီကုန်းနေရင်ယူခဲ့စားထည့်မယ်ဆိုရင်ဟဲ့စီတွေရှိနေတယ်လို့မပြောပြန်ဘူးလားအဲ့ကြပြောတယ်စီတွေရှိနေတယ်လို့ပြောပြန်တယ်ခုနတုန်းကတော့စီကုန်းနေတယ်လို့ပြောတယ်စားထည့်မယ်ဆိုတဲ့အခါကျတော့စီတွေနဲ့လို့ပြောပြန်တယ်အဲ့ဒါလိုပဲမရှိဘူးရှိတဲ့ကားပေါ့နော်မရှိဘူးစိတ်ကလေးကမရှိတော့ဘူးလို့ပြောရလောက်အောင်တိမ်မွေ့သွားတယ်ဟောမရှိတော့ဘူးလို့ပြောရအောင်လုံးဝမရှိတော့တာလားလို့ဆိုတော့လုံးဝရှိတော့လည်းမဟုတ်ဘူးနည်းနည်းလေးတော့ရှိသေးတယ်ပေါ့အဲ့ဒါကိုနေဝတင်ညာနာတင်ညာယတနာလို့စာပေကဆိုတာအသိစိတ်လေးဟာမရှိဘူးလို့လည်းပြောလို့ရတယ်လုံးဝမရှိဘူးရှိလို့လည်းပြောလို့တော့မရဘူးလို့ဆိုတဲ့အနေအထားမျိုးလေးအဲ့ဒီအသိစိတ်လုံးဝကင်းသွားတဲ့အနေအထားမျိုးရောက်သွားပြီဆိုလို့ရှိရင်ချမ်းသာဒုက္ခအလွန်ချမ်းသာတယ်နိုင်ရှင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေအိပ်ပျော်နေတဲ့အခါနှစ်ချိုက်ကြီးအိမ်မောကြပြီးတော့အိပ်ပျော်နေတဲ့အခါကျတော့ပြောရမယ်ဆိုလို့ရှိရင်ဟိုဒီအတန်ပလန်နေလည်းမကြားရဘူးမျက်စိကလည်းဘာမှမမြင်ရဘူးအသိစိတ်မရှိတယ်လို့မဖြစ်ပေဘူးလားအိမ်မက်တွေလည်းမမက်ဘူးဆိုပါစို့ဟုတ်ကလားမမက်ဖဲနဲ့နေတဲ့အခါနှစ်ချိုက်ကြီးအိပ်ပျော်ပြီးတော့သွားလို့နိုးလာတဲ့အခါဘာပြောတော့အိပ်ရတာကောင်းလိုက်တာလို့မပြောဘူးလားပြောတယ်ဘာသိလို့ကောင်းတာလဲအိပ်ဘာမှမသိဘူးအဲ့ဒါလိုပဲခုနနေဝတ္တညာနာတညာယရဏဆံရောက်သွားတဲ့အခါအသိစိတ်မရှိသလောက်တိမ်မွေ့သွားတာကိုကောင်းလိုက်တာလို့ပဲပြောရတဲ့ချမ်းသာဒုက္ခပဲဒါဖြင့်ဒီတဲ့ချမ်းသာဒုက္ခရှိသေးလားလို့ဆိုရှိသေးတယ်အသိစိတ်တွေလုံးဝချုပ်ငြိမ်းသွားတယ်ခံစားမှုတွေလုံးဝချုပ်ငြိမ်းသွားတဲ့និရောဓသမပတ္တိဆိုတဲ့အဆင့်မျိုးကိုရောက်သွားလို့ရှိရင်တော့ဒါလုံးဝချမ်းသာသွားပြီလို့ပြောတာဟောချမ်းသာဒုက္ခဆိုတာအဲ့ဒါလို့အဆင့်ဆင့်သွားတယ်ဘုန်းကြီးတို့တွေရရှိနေတဲ့ချမ်းသာဒုက္ခဒီကာမဒုက္ခလို့ဆိုတဲ့အနှိမ့်ဆုံးချမ်းသာကိုသာအဟုတ်ကြီးထင်နေကြရတာဒီတဲ့အဆင့်မြင့်တဲ့ချမ်းသာတွေကအများကြီးပဲနော်အဆင့်မြင့်တဲ့ချမ်းသာတွေက9ခုတောင်ရှိတယ်
န်းကြီးတို့တွေတက်မိတာလှေကားတစ်ထစ်ပဲရှိသေးတယ်နောက်ထပ်တက်အောင်မှတွေ9ထစ်အဲ့ဒီ9ထစ်ချမ်းသာဒုက္ခတွေကိုဘယ်သူမှမရကြဘူးပုထုဇဉ်တွေကဒီလိုဖြစ်တာပေါ့အကောင်းဆုံးချမ်းသာကိုရအောင်ရှာပါဆိုတာအခုနံပါတ်9ထိအောင်ဒါအကောင်းဆုံးချမ်းသာလို့ခေါ်တယ်ဒါဖြင့်ဒါကအသက်ရှင်နေတဲ့နံပါတ်9အကောင်းဆုံးချမ်းသာနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာဆိုတဲ့ချမ်းသာမျိုးကြတော့ဒါတွေတဲ့အစပေါင်းများစွာသာသွားပြန်တယ်အဲ့ဒီနေရာမှာမေးเสียရှိရှင်သာရိပုတ္တရာမထေရမြတ်ကပြောတယ်နိဗ္ဗာန်ဆိုတာသိချမ်းသာတယ်နိဗ္ဗာန်ဆိုတာသိချမ်းသာတာပဲနဲ့ပြောတော့ဥရယီဆိုတဲ့ယဟန်တစ်ပါးကနေပြီးပြောတယ်အရှင်ဘုရားတဲ့နိဗ္ဗာန်မှာခံစားမှုမရှိဘူးမဟုတ်လားတဲ့ခံစားမှုမရှိဘူးဆိုရင်ဘယ်လိုလုပ်ချမ်းသာတယ်လို့ပြောမှာတော့တဲ့ကြည့်လေအိပ်ပျော်နေတဲ့အချိန်မှာခံစားမှုမရှိဘူးမဟုတ်လားသို့တော့ချမ်းသာတယ်လို့ပြောကြတယ်လေအဲ့လိုပြောတော့ရှင်သာရိပုတ္တရာမထေရကဘာပြောတော့ဆိုအေးအဲ့ဒီချမ်းသာမှုခံစားမှုမရှိတာကိုကချမ်းသာတာလို့ပြောလိုက်တယ်အဲ့ဒါကြတော့ပုထုဇဉ်တွေနားလည်ဖို့ခက်ခဲသွားတယ်ခံစားမှုမရှိတဲ့ချမ်းသာဒုက္ခသည်တကယ်ငြိမ်းအေးတဲ့ထာဝရအငြိမ့်တချမ်းသာဒုက္ခဖြစ်ပါတယ်ဘုရားမြတ်စွာကဘဟုဝေဒနိယသုတ်တံမှာချမ်းသာအမျိုးမျိုးကိုယခုကဲ့သို့ခွဲခြားပြီးတော့ပြထားတော့တရားရှိခင်သူတော်စင်ပြိဿတ်တို့သည်တို့တွေဟာအကောင်းဆုံးသောချမ်းသာဆိုတာဘယ်ဟာလဲလို့ရှာကြံပြီးတော့ထိုအကောင်းဆုံးချမ်းသာရအောင်ကြိုးစားကြမယ်ဆိုရင်ဤစနစ်တွေအတိုင်းအခုလိုကျင့်ကြံကြိုးကိုအထောက်ပြီးတော့ရလာတဲ့ချမ်းသာဒုက္ခမျိုးကသာလဲတကယ်အကောင်းဆုံးချမ်းသာဖြစ်တယ်တို့တွေနေ့စဉ်နဲ့အမျှရနေတဲ့ချမ်းသာဒုက္ခဆိုတာဘာမှပြောပလောက်တဲ့ချမ်းသာဒုက္ခမဟုတ်ဘူးတဲ့တရားဝါအလုံးမွေးရပါရနေတဲ့ချမ်းသာဒုက္ခမြတ်တာဖြစ်တယ်အေးဒီတဲ့မြင့်မြတ်တဲ့ချမ်းသာဒုက္ခတွေတို့တွေဘုရားမြတ်စွာသာသနာတော်ကြီးနဲ့ကြုံတွေ့နေတဲ့အချိန်မှာနည်းနည်းလေးပဲဖြစ်စေမြည်ကြည့်နိုင်လောက်အောင်ကြိုးစားအားထုတ်မှသင့်မယ်လို့ကိုယ်စီသဘောကျပြီးတော့အကောင်းဆုံးချမ်းသာကိုရအောင်ရှာနိုင်ကြပါစေကုန်တည်း